ကြားမြင်ရစေနိုင်တဲ့လောကဝိတုကျင့်စဉ်အခုတစ်ခါတင်ဆက်ပေးမှာကတော့ကြားမြင်ရလိုသူများလိမ့်လံကျင့်ဆောင်နိုင်ရန်စာရေးဆရာရွှင်ကျော်ဆရာနှုံကြီးရေးသားပြုစုထားတဲ့ပထမခရီးသည်36မှာလောကဝိတုကြားမြင်ကျင့်စဉ်ကိုတင်ဆက်ပေးလိုက်ပါတယ်မောင်ကာလူကြီးနောက်လာမယ့်ကျင့်စဉ်ကလောကဝိတုသိတိပဲဒီကျင့်စဉ်ကိုရောက်ရင်သမာဓိကောင်းတယ်ဆိုရင်ပါရမီခံပါသူဆိုရင်ကြားမြင်ကိုအမြန်ရတယ်ပါရမီမပါသူတော့မှဒီကျင့်စဉ်ကို3နှစ်ကျင့်ရင်သမာဓိတွေရပြီးတော့ကြားမြင်ရနိုင်တယ်ဒီကျင့်စဉ်ကမကျင့်တတ်ရင်ရွာလေတတ်တယ်ကွာဒီကျင့်စဉ်ကိုကျင့်ရင်ဆရာလိုချင်တဲ့အရာကပဋိပတ်ရင်မဟုတ်ဘူးအလွန်တန်ဖိုးရှိတဲ့စိတ်တစ်ခုပဲမြတ်စွာဘုရားကဘာဟောလဲဆိုတော့တရားဝါတွေရဲ့စိတ်ဟာစိန်လိုပဲကြည်လင်တောက်ပနေတယ်ထိုစိတ်ကိုကိလေသာတွေကြောင့်ညှဉ်းနှွမ်းနေရတယ်ကိလေသာဆိုတာအလေးတက်ဇန်စိတ်ကုသိုလ်စိတ်မဲစိတ်ဟာအပေါ်တက်ပြင်စာနန္ဒိယကံထက်ရင်အပေကြတယ်လေချာပေါက်အပေကြတယ်အချို့ဆိုတန်းပြီးတော့မြေမြူတာသူ့အကုသိုလ်အလေးတက်ကိုကဘာမြေကြီးကမထမ်းနိုင်တော့လို့နောက်တစ်ခုကဇံပင်ញင်ရရင်ဘာလို့ကောင်းကင်ပြန်နိုင်လဲကိလေသာကိုခွာထားတော့ပေါ့တာပေါ့ကွာအဲ့ဒီလောကဝိတုကျင့်စဉ်မှာဆရာလိုချင်တဲ့အရာကပဋိပတ်ရည်ထက်သမာဓိကိုဦးစားပေးတာဆရာလိုချင်တယ်သမာဓိကိုဦးစားပေးတာဆရာလိုချင်တယ်သမာဓိဖြစ်ဖို့ဆိုရင်ဒီနေရာတွေကိုစူးစိတ်နေတာကိုသမာဓိလို့ခေါ်တယ်အဲ့တော့ဖောက်ဆရာတော်ဘုရားကြီးဟောဘူးတာရှိတယ်ကွာအရှင်ဘုရားကအရဟံစိတ်တယ်ဆိုစိတ်ကိုဘယ်မှာထားလဲမေးတော့လက်မှာထားတယ်လို့တခါကြီးကဖြေတယ်အဲ့တော့ဖောက်ဆရာတော်ဘုရားကြီးကပွားတာကဗုဒ္ဓနုဒတိထားတာကလက်မှာဆိုတော့လွဲနေတယ်တကယ်တော့ဘုရားကုံတော်မှာအာယုတည်ရတယ်ဘယ်လိုတည်ရမလဲဆိုတော့လောကဝိတုလောကသုံးပါးအားသိမြင်တော်မူသောမြတ်စွာဘုရားဘာလောကကိုသိရလဲဆိုတော့တတ္တလောကဩဃာသလောကသင်္ခါရလောကလောကသုံးပါးမှာအတုမရှိသိမြင်တော်မူသောမြတ်စွာဘုရားဆိုပြီးတော့အာယုပြုပွားများရတယ်အဲ့မှာဆရာလိုချင်တဲ့အဓိကချက်မဟုတ်သေးဘူးဆရာလိုချင်တာကအဲ့ဒီအချိန်မှာကြည်နူးနေတဲ့စိတ်ပီတိဖြစ်နေတဲ့စိတ်ကြည်လင်နေတဲ့စိတ်ကိုလိုချင်တာအဲ့ဒီစိတ်ကိုမွေးတိုက်တဲ့တိုင်စာလောက်ထိနိုင်ရင်အဓိဋ္ဌံပြုရင်နာမင်းကြီးတွေကနာမင်းကြီးတွေတော့မှမနေနိုင်တော့ဘူးအဲ့တော့၅လမြောက်မှာလောကဝိတုတလအဓိဋ္ဌံမဟုတ်တော့ဘူးအဲ့သမာဓိမရမချင်းအဓိဋ္ဌံအသိမတက်ရဘူးဆရာဘာထူးချားလာလဲမေးရင်အရေးကြုံသစ္စာပြုရင်ကုညီသူချက်ချင်းပေါ်တယ်အဲ့ဒီအဆင့်ကိုရောက်အားထုတ်ကြသမာဓိရှိမှအရာအလုံးကိုသိနိုင်မယ်မောကာလူကြီးနတ်ပြည်ရောက်တာကကာမဝါစရကုသိုလ်စိတ်ဗြဟ္မပြည်ရောက်တာကရူပဝါစရကုသိုလ်စိတ်အရူပဝါစရကုသိုလ်စိတ်နိဗ္ဗာန်ရောက်တာမဲ့စိတ်ဖို့စိတ်စိတ်တလုံးဟာရေးကြီးတယ်သူများစိတ်ကိုသိရင်အပယ်ကြမယ်ကိုယ်စိတ်ကိုသိရင်မောကာလူကိုယ်စိတ်ကိုသိရင်သူများစိတ်လည်းသိလာမယ်လူတွေပဋိပတ်ရည်များပြီးတော့မဆန်းတာခုနကပြောတဲ့ကာမဝါစရကုသိုလ်စိတ်ကလေးတောင်မှမရကြလို့ပဲမပြီးသေးဘူးလားအဓိဋ္ဌံမပြီးသေးဘူးလားလောဘဒေါသတွေပတ်ပြီးတော့ဖြစ်နေတာပဋိလောဘတွေဖြစ်နေတာစိတ်ပဋိတဲ့စိတ်ကိုပဋိလုပ်ပြီးတော့စိတ်ရောက်မှမိနေကြတယ်လူနေတာကအဲ့ဒါပဲနောက်ကိုယ်တော်ကျင့်စဉ်ကပိုတော်မှဆင်းမြင်သေးတယ်ဒီနေ့တော့ဒီလောက်ပါပဲဆက်ပါအောင်မီဆရာနောင်ကြီးဗေဒင်ဟောပယောဂကုဒီထဲမှာကပညာရတွေလောကီပညာရတွေကိုသိလို့ပါကလောကီပညာဘိုင်းပါကြီးတွေကိုသင်တန်းကြီးနှလုံးသွင်းပြီးတော့တက်နိုင်ပါပြီဗေဒင်မေ့လို့ချင်းပယောဂဆေးလို့ချင်းတိုက်ခိုက်ဆေးလို့ချင်းများရှိပါကဆရာနောင်ကြီးထံကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ
နားဆင်အားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်တင်ဆက်သူထက်မြက်အောင်ဖြစ်ပါတယ်ခင်ဗျာ